နှစ်ယောက်ကမကျင်းသေးဘူး ဘာမသိနေရလဲချန်စီရိုးချန်စီရိုးရလာမစီမယ်နော်ချန်စီရိုးချန်စီရိုး ဟုတ်ရစပိန်တော့မှာ အဲ့ဒီကဘာချန်ရလား မင်းမရပတ်စံတော့ တော့ကတော့တဲတို့မော်ပြီးမှရှိရရက်ဆိုလို့ရှိရင်တနေ့တာမှာရောက်တဲ့ရရပါလေးရှောက်လုပ်တယ်ဆိုတာလေးတွေကိုရိုက်ပြမှာပေါ့နော် စပလင်ကကေယောကေယော တဲ့ရက်လောက်ရှိ မသိဘူးလေအဲ့လိုမျိုးပြောတာလေ တဲ့ရက်လောက်ရှိစပလင်ချောင်းသိရမလားအဖေမပြတ်ပဲချောင်းလေးမသိပုံထားရလောက်စပလင်တော့အဲ့မှာလေစပလင်လေးရဲ့ဘယ်ရင်လိုက်ညာရေးလိုက်ဆိုအဖေတဲ့ရက်ချောင်းပြပြဝယ်လေမေးရောငယ်ရလေဟုတ်တယ်နော်လက်နော်စပလင်လေးစပလင်ပြန်မေးကြည့်ရမယ်အဲ့ကတော့စပလင်ကြီးကစပလင်လေးလားဟာပြီ ဒါကြာကန်စောက်နေတာညိပဲနော်ဖျားပေးမှာစောက်နေ 对，哪里来？ လိုက်ရရင်သားဖောင်းရောက်ချက်ချင်းပြီးမှတိုက်ပါရတယ်လားခွာလိုက်ခွာပြီး 哎呦，现今天来着， ရှင်းကစိတ်မချအောင်ဆရာမထည့် 你嘞？在那不过的嘞。 လိုက်လေသားဖနှစ်ယောက်ကမကျင်းသေးဘူး ဘာမသိနေရလဲချန်စီရိုးချန်စီရိုးရလာမစီမယ်နော်ချန်စီရိုးချန်စီရိုးဒီမှာကြာ ကြာကန်ကြီးရကြပါမယ်နော် ချန်စီနော်ချန်စီရိုး ချန်စီရောချန်စီ ရ ရော ပါတယ်ဆိုင်ကအောင်စီးတတ်တယ်ဟောရှိပါကားရှိပါကား ဒီပါလုံးနေလဲ 我那个脚椎没。 တဲတို့ကအဖွဲအင်အားတောင်းတော့မွေးနေ့တွေကလည်းဆက်တယ်ပေါ့နော်ဒီနေ့ကတဲတို့ရဲ့သွားဆရာဝန်အကူမွေးနေ့ဆိုတော့အားသူ surprise တာလုပ်မယ်ပေါ့နော် Happy birthday to you Happy birthday dear Saya နားနေတယ်မလားတယ်မလား လီယိုနာဒိုပြာကျန် 加油！哎，加油！出张了，他投了一呢哈，他投了一哈，投了一， ဒေါ်လာဒီမှာပျော်ပြီးခောက်သွား 你看嘞。啊，手表俺你装了。ခုမှချောင်းပြတာလို့ပါမောင်းတယ် မရောနိုင်လဲစားလို့ရတယ် တဲ့ဒေါ်လာစားလို့ရမှာအောင်စားလိုက် ဘောငါကောက်ကိုဖေပါနဲ့ကြုံနေတုတ်ကမိုက်လိုက်လား 嗯，前天挖口的。哎呀，没有。 အဲ့လိုပဲကြုံရတာလား ဟုတ်တယ်သူကဟိုတည်းနဲ့ကြုံလို့မရဘူး ဆရာမပါဆရာလုပ်လို့စင်ပေးပါစေ ရမှာပြရမှာ အာမောင်လက်ကောက်ကြောဘာနဲ့တူစားထညိတ် ည နေ နေလေ အေးပါ အောက်ရောက်ပါ နောက်ဆုံးပဲ ဘာမှတော့မမာတော့သွားတိုက်တယ်နေလားမာတယ်မလားက မင်းမလောက်လား မအဲ့ sorry ပြေး တူစားကြပါနော် ကားလုံးကနေပြီးသွားပြီနော် ဟောကျွန်တော်ကနေကြော်မှာ အပပိဆိုအိပ်ပြီနော်စောင်းအာအထက်မှာအဲ့ရခင်းစားမှာဒီအိပ်တာစောင်းအိပ်တာစတူအဲ့ရမှာရှမ်းဖြစ်နေရလားနေတယ်နေကအိပ်ဝင်လာကြပြီတို့ကိုကိုအိပ်ကွာစောင်း တဲတို့ရင်းနေလေထမင်းစားပြီးတော့အိတ်လိုက်ကြရပါတော့အခုကတော့6နာရီလဲခွဲပြီးဆိုတော့တဲတို့ဘာမှလာပြီးတော့လာထိုင်ကြတယ်မီးတွေလည်းဖွင့်လာရဲဆိုတော့တော်တော်လေးလေးလှနေပြီပေါ့နော်အဲ့တော့ညဘက်ကျတော့ channel ကဘာမှလူစုကြရပါတော့ ဒါဝမ်းမနာသားသမီးလေးတွေပေါ့ဘာတော်လဲဆိုတာလည်းရမ်းဖြစ်ရှင်ရတယ်ဒါဝမ်းမနာသားသမီးလေးဒါသွားဆရာဝန် ဒါတော့တဲတို့အကိုတွေအမတွေရဲ့တငယ်ချင်းတွေပေါ့နော်အိမ်မှာလည်းမိသားစုဝင်လို့ဖြစ်နေတဲ့အကိုတွေအမတွေဖေဖေတို့သတင်းကြွမကတော့အသေးဘူးဆိုပြီးတော့အာ channel မှာရောက်တော့ကတော့ကြတာပေါ့နော်သတင်းကြွတော့မစောရလို့ဆိုပြီးတော့အခုမှစောနေကြတာပေါ့နော်တဲကတော့မိကြောက်တော့မစောပဲနဲ့မုတ်ထိုင်စားနေပါတယ်မမြင်ဘူးလား အမဘာလို့ရလိုက်ကောက်ကောက် မကောင်းဘူးဘာလို့လဲအစိမ်းဆိုတော့ဆောက်ပါတော့အစိမ်းကြီးမမမ ငရဲမီးဆောက်မယ်ဆိုငရဲမီး ပေါင်ကြီးညောင်းဝိုင်းကာကာကြီး ကိုပိုင်ငရဲမီးဆောက်မယ်လေခလေးမီးစံတော့မယ် အောင်နော် အော်လားအော်မလား ဒီကအစိမ်းကြီးပိုကောင်းဟောကိုတန်းလိုက်တာ အဲ့ဟာလဝါတော့ဒီပြီးဖို့ရေခဲပုံနဲ့ပတ်ထည့်မယ်ခဲဟာလဝါလေးပြော့ပြီးတူတူပဲအားလဲဟာလဝါ ဟာလောရှိရလား ဟာလဝါလေးဟာလဝါကြောက်လေး လာလေပြောလားဟုတ်လားဒီချိတ်ခင်းနေတယ်လို့ အဲ့လာလာ နည်းအောက်ချတာငါလက်ပေါ်လားလို့အဖေပေါ်တော့အဖေကပေါ်နေအောင် အဖေကမောင်းလို့တာစအဖေကမောင်းလို့ ပြန်မသွားမှာသွားမှာရှိဘူးလားနော်သွားမှာကတော့လား ကျေစောက ဘုတော်တော်တော့ အောက်တော့တိုင်းကျင် ဒီအောင်လေး အော်ဖေ မာလူတစ်ခါက နဲ့နော်ထွက်တာ ဟုတ်တယ် အယောင်ကုန်မယ် လာဗင်ဒါဟိုလာဗင်ဒါမို့ဗာလေဘလူးလေးတွေကမပွင့်သေးဘူးဒါဘလူးလေး โอเคအကုန်ကျဲထားအယောင်တော့ ဟုတ်တယ်
ဒါလေးကြာလေးလို့ဦးရအောင် ဂျပန်နေကြလေ ဂျပန်နေကြဒီပန်းလေးလည်းလာဆိုရတော့ my favorite ဟုတ်မယ် ဒီတော့ကတော့တော့ အလူကြောင့်နဲ့ဆ ဟောတော့တော့မြင်နေတယ် ပြီးတယ်ကတော့ဆရာပေါ်လာခိုင်းရဝစီရမလို့လည်းနားပြရှိတော့ပါ ဒီနေ့ရကြမကန်လားတော့ဒီနေ့ရကြရောက်900လုံးနဲ့2000ပေးမယ် ဟေးပေးပေးကြတော့ဆရာကျွေးနေကြာတာမကြာဆရာ နေပါဦးလို့ပြနေပါခောက်တရားတွေကိုပတ်စံနိုင်မယ် ကြာတာမကြာတာဆရာကိစ္စပေးနေတာဆက်တော့ပါတယ်နဲ့ ဟောကိုလေးကအဝေးကတော့နေတယ်မှာ ကြာ9000နဲ့4ရက်နဲ့လေတခါလဲ ဩနေညို့နေရတယ်ဟုတ်ကဲ့တော့မနမော ဟိုမှာအဝေးရပါ ဆရာ ဗျာတဲ့လားမာလောင်းသားမှာဟာရှာတယ် အဲ့ဒါတက်ပါဝိုင်းထဲတာတဲ့အဲ့ဒါဗီဒီယိုလေးပါဝိုင်း ဒီကနေ့မှသူ့ကျုံးတာဝိုင်းတော့တာ ဒါပလုံကောက်မှဖြစ်ပါဟေးဟေးစနာပလုံကောက်တဲ့သူလည်းရှိရပလုံကောက်မှကြီးဒီမှာအမိုက်တတန် is the ရဲချာနေပြီအမိုက်ကောက်တဲ့ကောင်မလေးအဲ့ဒီလဲဝမ်းပါဆက်မယ်ရှိရတာပဲ နေကြောင်မျိုးနဲ့ဖြစ်သူဆိုသူပလုံတန်းရှင်းဒီဆွဲခေါ်လာပြီ မလည်းမိဖို့ကောင်ဘလို့တက်လိုက်တာ မီးဖိုးကမဟုတ်ဘူးကွာသူကသူအဲ့ကောင် တဲ့ဒီမှာကြည့်လိုက်လုံးဝဖင်ရအမဲလေး ကဲတင်လိုက်တာယောမတဲတော့ကဲတင်လိုက်တာဒီလိုလေး ကညီလေးပြော ပြန်လာလုံးပြန်သေးတယ် နေကအမီးဖိုးကမထားတော့နင်းခန္ဓာကိုယ်ရောကိုနေနာဖုံးကြီးဘီးလို့ပြုတ်ကြပါရင်နင်းဘယ်လိုခံစားမှာဟုတ်ကြိုက်နေ I fire ပူ ဖယားပူတဲ့ဒီနေ့ vlog တော့တကယ်ရောက်တဲ့ရရဆိုတဲ့အတိုင်းပဲရောက်တဲ့ရရရှောက်ရိတ်ထားပါဘောနော်အဲ့နောက်ပိုင်းကတော့တဲလဲဆက်မြိုက်ထားမိဘူးပေါ့နော်အဲ့တော့ဒီ vlog လေးကတော့ဒီလောက်ပါပဲနောက်တဲ့ vlog တွေကြမှာတေချာလေးရိုက်ပေးပါမယ်ရှင်